ဘာကိုယ်ွယ်ယုံကြည်သူများကြည်နူးတရာပွားများစေရန်ဒီ post လေးကိုတင်ပေးခြင်းဖြစ်ပါတယ်ခုဟာလေးကတော့အပိုင်း2ပါအဖရဲ့မျိုးဆက်ဖြစ်အဖရဲ့တူဦးကြောက်ဖားနဲ့ဒေါ်ချစ်စိန်ကိုတွေ့ရမှာဖြစ်ပါတယ်အိမ်မိုတက်ကတော့ကျွန်တော်တို့အဖကရင်ရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အပေါ်ကိုစတက်တယ်ဆိုရင်ဖြင့်အဖဘိုးမင်းကောင်နဲ့အဖတိန်ကြားမင်းကောင်ကိုစဖူးရမှာဖြစ်ပါတယ်ရေးထားတာလေးကတော့လှူလျင်တိုးခိုးလျင်မွဲရိုးစီကုန်တက်တက်စားပြီးမကုန်အဖအိမ်ကိုရောက်ခဲ့လွန်ခဲ့တဲ့2နှစ်ကျော်ကအဖအလှခံလို့အရက်နဲ့အကြိုက်ဆုံးသားအမဲသားကိုရာသက်ပံရှောင်ကျင်ခဲ့တာကိုတစ္ဆာပြုအတိတ်ထံပြီးတော့လုပ်ငန်းများအောင်မြင်ပါကသိန်းရာကျော်တန်ဆိုလာတက်ပြီးပါမယ်လို့အတိတ်ထံခဲ့ပါတယ်အတိတ်ထံပြီးတဲ့အချိန်မှာဒိုင်းကနေခေါင်မိုးကြီးကိုချက်ပေးတာကိုကြားသိလိုက်ရပါတယ်ခင်ဗျာကျွန်တော်တရားတထိုင်ပြင်လေအဖကိုပူဇော်ခဲ့ပါတယ်ဒါကတော့ဘေးမှာအတိတ်ထံအောင်နေသူတွေလာဆောက်ပေးထားတဲ့နှစ်ထပ်တိုက်ကြီးဖြစ်ပါတယ်အလှရှင်ကုသိုလ်ရှင်များကြဲကြဲဝင်းဝင်းတဲခိုပြီးတော့အလှလုံးနိုင်မှာဖြစ်ပါတယ်သာဓုသာဓုသာဓုပါအလှရှင်များပဲခင်ဗျာဒါကတော့အဖကိုပူဇော်နေတာပါလက်ထဲကဘာလဲလို့မေးရင်လွန်ခဲ့တဲ့2နှစ်ကျော်ကရွှေရင်းသာတို့အမိပေးဒီဆေးထုတ်กว่าဆိုလို့ထုတ်ခဲ့ရတဲ့ရွှေရင်းသာဆေးတွေဖြစ်ပါတယ်အဖကိုဥတိုက်တယ်လို့အဖတင်ကြမင်းအောင်လည်းဥခိုက်ခဲ့ပါတယ်ကျွန်တော်အဓိဋ္ဌံပြီးတဲ့အချိန်မှာခေါင်မိုးကိုဒိုင်းကနေမိအောင်အတန်ပေးခဲ့တာတော့ထူးခြားချက်ပါဒါကတော့အဖမြင်းနဲ့အဖမြစ်ပါအဖဟိုဘွားပြီးတော့သာသနာလမ်းမှာဒါကတော့အဖရှိစဉ်ကမကြီးစစ်ပင်ကြီးပါကြီးရှုသူအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေယေရှုတင်စွာဖြင့်ဦးလှိုင်